မင်္ဂလာပါဗျာအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျွန်တော်ကတော့ကျွန်တော်ပဲဖြစ်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့စာရေးဆရာတော်ရမင်းရေးသားထားသည့်လူငယ်တယောက်စိတ်တဲ့ကြာနေသည်ဆိုတဲ့စာအုပ်ကလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာစာအုပ်အစဒီကနေ့အတွက်သင်ပြုံးပြီးသွားပြီလားအစင်မပြေတာတွေကိုခဏလေးမေ့ထားပါဒီကနေ့အတွက်မပြုံးရသေးဘူးဆိုရင်အခုပဲပြုံးပြစ်အောင်ပြုံးပြလိုက်ပါခင်ဗျာသင်အတွက်ဂုဏ်ပြုစကားရှင်သန်ရတာအယံပင်ပန်းနေပေမဲ့ခုချိန်ထိအာတီမီကျူသာရုံးကန်ရှင်သန်နိုင်ခဲ့လို့သင်အတွက်ကျွန်ုပ်ဂုဏ်ယူပါတယ်ဗျာခုလိုပဲနောက်အစင်မပြေတာတွေရှိခဲ့ရင်လေအားတင်းထားရမယ်နော်သင်ကစိတ်ထားတွေကောင်းပြီမို့တခုခုဆိုသူများအတွက်ဖြည့်တွေးပေးတတ်တာမို့ဒီကောင်းမှုအကျိုးလေးတွေဟာအချိန်ချင်းမှာသင်ကိုအကျိုးပေးလာမှာမလွဲဧကံပါသင်ကိုဒီထက်ပိုပြီးပျော်ရွှင်စေခြင်းပါလေဒီထက်ပိုပြီးအေးချမ်းစေခြင်းပါလေအသက်တွေကတဖြည်းဖြည်းကြီးလာပြီမို့ကိုပျော်ရွှင်ရဖို့ကိုပဲအာယုံစိုက်ရမယ်နော်ဒီနေ့အတွက်အမှားစကားလူတချို့ကကျွန်တော်တို့ထင်သလောက်ကျွန်တော်တို့အပေါ်မှာမဖြူစင်ကြဘူးဆိုတာမှတ်သားထားပါလူတချို့ကကျွန်တော်တို့ထင်သလောက်ကျွန်တော်တို့အပေါ်မှာမယိုသားနိုင်ကြဘူးဆိုတာလေးမှတ်သားထားပါလူတချို့ကကျွန်တော်တို့ထင်သလောက်ကျွန်တော်တို့အပေါ်မှာအများကြီးမချစ်ကြဘူးဆိုတာလေးမှတ်သားထားပါတခုခုဆိုရင်ဘက်ကြီးနဲ့ရင်းပြီးခင်တဲ့ချစ်တဲ့တွေးတတ်တဲ့သင်ကိုလောကကြီးအကြောင်းနားလေအောင်အမှားစကားပါလိုက်ပေးရသည်ခင်ဗျာအသက်နဲ့ရင်းပြီးမှတ်သားထားရမယ်စကားကြီး၅ခွန်းနံပါတ်၁ချစ်ချင်းမြတ်တာဟာကစားစီရမဟုတ်ပါဘူးနံပါတ်2သင်ထင်သလောက်လူတွေသင်ကိုအများကြီးမချစ်ပါဘူးနံပါတ်3လူငယ်ဘဝနှစ်ခါပြန်မရပါဘူးနံပါတ်4လူတစ်ယောက်နဲ့တစ်ယောက်ရေစက်ပါသလောက်ပဲစုံစည်းရတယ်ဆိုတာနှလုံးသားနဲ့အုံနောက်ထဲမှာအမြဲမှတ်သားထားပါနံပါတ်5သင်ချစ်တဲ့သူတွေကသင်ကိုယ်ပိုင်ဖြစ်လာဖို့တော်ရုံကုသိုလ်တွေနဲ့မရဘူးဆိုတာမှတ်သားထားပါမိမိကိုယ်ကိုမေတ္တာပို့ခြင်းအရှင်ဘုရားတပည့်တော်ဘဝစိတ်တော်ကတွေနဲ့ပြည့်နေနေပါတယ်ဗျာတခါတလေမှာရှင်သန်ရတာပင်ပန်းလာပြီဖြစ်လို့လောကကြီးကိုအရှုံးပေးခြင်းစိတ်တွေဖြစ်ပေါ်လာပါတယ်ဗျာဒီအတွက်ကြောင့်ဘုရားတပည့်တော်သည်ယနေ့မှစ၍စိတ်တော်ကမှကင်းဝေးပါစေတပည့်တော်ကိုစောင့်ရှောက်နေကြကုန်သောနတ်ပေါင်းတို့သည်လေကျမ်းမာချမ်းသာကြပါသည်တပည့်တော်မပျော်ရွှင်မအေးချမ်းခဲ့ရတာကြာပြီဖြစ်၍တပည့်တော်အမြန်ဆုံးအေးချမ်းစေခြင်းပါတယ်ဖေဟာယနေ့မှစ၍တပည့်တော်သည်သူတော်ကောင်းတရားနှင့်အညီနှလုံးစိတ်ဝမ်းအေးချမ်းပါစေကြိုးစားရင်ကြိုးစားသလောက်ပြန်မရခဲ့တာကြာပြီမို့ကြိုးစားမှုတိုင်းအရာထင်ပါရစေအာတုံခွန်ဆိုင်ကြိုးစားနေတဲ့တပည့်တော်ဖို့ပန်းတိုင်းမရောက်ခင်လဲမကျသွားပါစေနဲ့တပည့်တော်ပျော်ရွှင်အေးချမ်းရသလိုဤစัจ java တွင်း၌ရှိကြကုန်သောလူနဲ့မြမတတ္တဝါပေါင်းအားလုံးတို့သည်ကျမ်းမာချမ်းသာကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဒုက္ခခတ်သိမ်းကင်းငြိမ်းကြပါစေဒီကနေ့ကစပြီးတပည့်တော်ရဲ့စိတ်ရောကိုယ်ပါကျမ်းမာကြံ့ခိုင်ပါစေတပည့်တော်ကိုယ်တိုင်စိတ်ထားကောင်းအောင်ထားသလိုရှောက်လန်းရအောင်မေအနာဂတ်ခရီးမှာလေတပည့်တော်လူစိတ်ထားကောင်းတဲ့သူတွေနဲ့ပဲတွေ့ဆုံပါရစေစိတ်ပင်မနာကျင်လာတဲ့အခါတိုင်းဒီလိုလေးမေတ္တာပို့ဆုတောင်းမှုမမေ့ပါနဲ့နော်တကယ်လို့ညအိတ်ခမ်းဒီဖျားမရှိကိုပြစ်ဘူးဆိုရင်မနဲ့အိယာထဖျားမရှိကိုပြစ်ဘူးဆိုရင်အခုလိုလေးဖြင့်မေတ္တာပို့ပေးပါနော်နေ့စဉ်တရားတွေကိုမေတ္တာပို့ဖို့ကိုမေတ္တာပို့ဖို့လုံးဝ
မမေ့ပါနဲ့နော်နာခဲ့ပြောက်တယ်လို့ခံစားရတဲ့အခါကျွန်တော်တို့ဘဝကြီးပြောင်းလဲဖို့ဆိုတာကျွန်တော်တို့အပေါ်မှာမူတည်တယ်လို့ကျွန်တော်တို့ရဲ့မိဘတွေကိုကျမ်းမာချမ်းသာအောင်ထားနိုင်မှုဆိုတာဟာလေကျွန်တော်တို့အပေါ်မှာ100% မူတည်ပါတယ်ကျွန်တော်တို့ဒီတဲ့ပူကောင်းအောင်ကြိုးစားကြမယ်နော်အပိုင်း1ဒီနေရာကနေဒီတဲ့ပူကောင်းမှုနဲ့နေရာကိုရောက်ဖို့ကျွန်တော်တို့တွေဒီအတက်နဲ့မရရင်ဟိုအတက်နဲ့ပြောင်းပြီးလော်ကြမယ်တကယ်လို့ကံတရားကမျက်နှာသားမပေးလို့အတက်ကျိုးသွားမယ်ဆိုရင်လေလက်နဲ့ရအောင်လှော်ပြီးဆက်ကြိုးစားကြမယ်နော်ကျွန်တော်တို့ကိုယ်တိုင်ပုံမူကောင်းမှုနဲ့နေရာကိုရောက်သွားမှသာကျွန်တော်တို့မိဘတွေကိုပါတွဲခေါ်နိုင်မှာမဟုတ်ပါလားဒါကြောင့်ကျွန်တော်တို့တွေကိုအတွက်မိဘတွေအတွက်နှစ်ဆသုံးဆ၄၅ဆယ်သားအထိပို့ပြီးကြိုးစားကြရမယ်နော်ကျွန်တော်တို့လက်ရှိအနေအထားလက်ရှိလစာနဲ့ခြေနဲ့တင်းတင်းရောင်ရဲနေလို့လုံးဝမဖြစ်ပါဘူးကျွန်တော်တို့ဒီနေရာဒီကွန်ဖော့ဇုံထဲမှာကြာရက်နေလို့လေမရပါဘူးဒီနေရာမှာအချိန်ကြာအထိရက်နေမယ်ဆိုရင်အချိန်ကာလတစ်ခုကိုရောက်တဲ့အခါကျွန်တော်တို့တွေခွေလဲကျသွားပါလိမ့်မယ်လစာ9000နဲ့နေကြည်နဲ့နေမယ်ဆိုရင်ကျွန်တော်တို့ဟာ9000တန်ပါပဲလစာ1000နဲ့ကြည်နဲ့နေရင်ကျွန်တော်တို့ဟာ1000တန်ပဲဖြစ်မှာပါလစာ3သိန်းနဲ့ကြည်နဲ့နေမယ်ဆိုရင်တော့ကျွန်တော်တို့ဟာ3သိန်းတန်ပဲဖြစ်ပါတယ်ဒါကြောင့်သင်အနေနဲ့ဒီစာလေးကိုဖတ်နေတဲ့အချိန်တော်တွင်းမှာလစာဘယ်လောက်ရသလဲကိုကဘယ်အတန်းဖြစ်နေလဲဆိုတာပြန်လဲသုံးသပ်ကြည့်စီခြင်းပါတယ်လုပ်ငန်းတစ်ခုလုပ်ပြီးငါလုပ်ငန်းလုပ်နေတာပါပဲလို့တွေးမိတဲ့အခါအဲ့ဒီအတွေးတွေကိုချက်ချင်းရက်ပြီးနောက်ထပ်ငါဘာလုပ်ငန်းထပ်လုပ်ရအောင်မလဲဆိုတာတွေးတောစီခြင်းပါတယ်ဖြစ်နိုင်ရင်လူငယ်တယောက်မှာအလုံး2ခုလောက်ရှိစေခြင်းပါတယ်ကျွန်တော်တို့ဒီအချိန်မှာကိုမခိုင်းဘူးဆိုရင်ကျွန်တော်တို့အသက်ကြီးလာတဲ့အခါအခုအွန်လိုင်းမှာတွေ့နေရတဲ့အဖိုးအဖွားတို့လိုဒုက္ခရောက်နေပါလိမ့်မယ်ဒီနေ့50ဘူးကြိုးစားမယ်ဆိုရင်နောက်နေ့မှာ100ဘူးကြိုးစားပါကြိုးစားမှုအသေးပွင့်နေရာကိုယ်တိုင်သာမကကိုယ့်ရဲ့မိဘတွေကိုပါခံစားရမှာဖြစ်တာမို့ဒီစိတ်ကလေးကိုနှလုံးသွင်းပြီးဝင်ငွေလမ်းကြောင်း2ခုလောက်ကိုထက်ရှာဖွေပါနော်အလုပ်တွေအများကြီးလုပ်လို့အများကြီးပင်ပန်းရတယ်ဆိုရင်တော့အများကြီးလုပ်တဲ့အလုပ်တွေကပတ်စံတွေအများကြီးရတာမို့ပင်ပန်းရတာကပျော်စရာတစ်ခုလိုတောင်ဖြစ်လာပါလိမ့်မယ်ကျွန်တော်အမဝင်းမင်းတန်းပြောတယ်လို့ပေါ့လူငယ်ဘဝမှာကြိုးစားဖို့မကြောက်ပါနဲ့အလုပ်လုပ်ဖို့မကြောက်ပါနဲ့တာဝန်ယူဖို့မကြောက်ပါနဲ့ဒီຢာတွေတစ်ချိန်မှာပြန်တွေးတဲ့အခါတိတ်ပျော်စရာကောင်းလွန်းလာတာမို့အခုဒီစာကိုဖတ်နေတဲ့အချိန်ကစပြီးအလုပ်တွေအများကြီးပို့လုပ်ဖို့တွေးတော့ပါအလုပ်တွေအများကြီးပို့လုပ်ပါဝင်ငွေလမ်းကြောင်းတွေအများကြီးဖန်တီးပါကျွန်တော်တို့တွေအမြင့်တနေရာမှာအတူပြန်တိုင်းကြမယ်နော်အလဲအပြူဖြစ်နေတဲ့အချိန်တွဲမကူတဲ့အပြင်ထိုးချကြတဲ့ဆွေမျိုးတွေကိုရှိကိုမိဘရှိမှာပြဝတ်စေဖို့ကျွန်တော်တို့ကြိုးစားကြရမယ်ငွေမရှိလို့ငယ်ခဲ့ရတဲ့ကိုမျက်နှာကိုမိဘမျက်နှာကိုငွေအရှိန်ဝါနဲ့အယောင်မြင့်တင်ဖို့ကျွန်တော်တို့ကြိုးစားကြရမယ်ကျွန်တော်တို့ရဲ့မိဘညီကိုမောင်နှမတွေကိုဒီတက်ပိုကောင်းမှုနဲ့အမြင့်တနေရာမှာထားနိုင်မှုကျွန်တော်တို့ကြိုးစားမှဖြစ်မှာပါခင်ဗျာစာအုပ်ကောင်းစဉ်နံပါတ်1အိမ်မက်တွေကိုမမေ့လိုက်ပါနဲ့လူတိုင်းကတော့ငါကြီးလာရင်ဘာကြီးဖြစ်အောင်လုပ်မယ်ဘာကြီးဖြစ်ချင်တယ်ဆိုပြီးအိမ်မက်တွေကူစီရှိကြမှာပါသင်မှလည်းအိမ်မက်ရှိသလိုကျွန်တော်မှလည်းအိမ်မက်တွေရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေအိမ်မက်ရှိတာချင်းပဲတူညီခဲ့ကြတာပါအိမ်မက်ကိုကောင်းတယ်ပေါ်နိုင်ခြင်းမပေါ်နိုင်ခြင်းတွေဟာမတူညီကြပါဘူးတချို့က
အိမ်မက်တွေကိုမေ့ပြစ်ကြတယ်တချို့တွေကသူတို့အိမ်မက်တွေကဈေးကြီးလွန်းလို့အိမ်မက်နောက်မလိုက်နိုင်ကြတော့ဘူးတချို့ကတော့အိမ်မက်တွေကိုတစ်ခုပြီးတစ်ခုအကောင်ထဲပေါ်ရင်အမြင့်ဆုံးမှာအလှပဆုံးဖြစ်နေကြပါပြီသင်ရောအိမ်မက်တွေကိုအကောင်ထဲပေါ်နိုင်နေရဲ့လားအမြင့်ဆုံးမှာအလှပဆုံးဖြစ်နေရဲ့လားဒါမှမဟုတ်ငယ်ငယ်တုန်းကဖတ်ခဲ့ဘူးတဲ့အိမ်မက်တွေကိုမေ့နေပြီလားကျွန်တော်ဖတ်ခဲ့မှတ်ခဲ့ဘူးတဲ့ပုံမြင်လေးတစ်ပုဒ်အကြောင်းပြောပြမယ်နော်။အိုးရှိတုန်းကကြက်ချံပိုင်ရှင်ဦးလေးကြီးတယောက်ရှိတဲ့။ဒီနေ့အဲ့ဒီဦးလေးကြီးဟာကြက်တွေကျွေးဖို့အစာသွားဝေရင်လမ်းမှာလင်းယုံငှက်ဥကိုကောက်ရတဲ့။လင်းယုံဥမှာအဲ့ဒီဦးလေးကြီးကလည်းမသိဘူးပေါ့။ဒါကြောင့်ကြက်ချံပိုင်ရှင်ဦးလေးကြီးကအိမ်ပြန်ရောက်တာနဲ့ကောက်ရခဲ့တဲ့လင်းယုံဥကိုကြက်ဥတွေနဲ့အတူထားလိုက်တဲ့တိတ်မကြခင်မှာပဲအဲ့ဒီလင်းယုံဥကနေတိတ်ကိုလှပတဲ့လင်းယုံငှက်ကလေးတစ်ကောင်ပေါက်ဖွာလာပါတဲ့လင်းယုံကလေးကလည်းတခြားကြက်တွေနဲ့ဒန်းတူသူ့ကိုယ်သူကြက်တစ်ကောင်လို့ထင်နေတာပေါ့ကွယ်အဲ့ဒီလင်းယုံလေးဟာကြက်တွေအစာစားတယ်လို့စားပြီးကြက်တွေလှုပ်ထုံးလုံနီးအတိုင်းလိုက်လှုပ်တာပေါ့တနေ့မှာတော့လင်းယုံလေးဟာသူ့အပေါင်းပေါ်ကြက်တွေနဲ့အတူလေကွင်းပြင်မှာစော်ကစားနေရင်ကောင်းငင်မှလှပစွာပြန်တန်းကြတဲ့လင်းယုံတွေကိုတွေ့လိုက်ရတဲ့ဒါနဲ့လင်းယုံလေးကကောင်းငင်မှာပြန်ဝဲနေကြတော့ငှက်တွေဟာဘာငှက်တွေလဲဆိုပြီးဘေးမှာရှိတဲ့ကြက်ကလေးတွေကိုမေးလိုက်တဲ့ဒါနဲ့ကြက်ကလေးတွေကလည်းငါတို့သိအားကြရတဲ့လင်းယုံငှက်တွေပေါ့ကွာလို့ပြန်ဖြေလိုက်တဲ့လင်းယုံငှက်တွေကလည်းချက်ချင်းဆိုသလိုငါလေအဲ့ဒီလင်းယုံငှက်လိုပြန်တက်ချင်လိုက်တာကွာငါလေအဲ့ဒီငှက်တွေလိုပဲပြန်တိုင်းနိုင်အောင်ကြိုးစားမယ်ဆိုပြီးတော့ကြက်တွေကိုပြောလိုက်တော့တဲ့ငါလေလင်းယုံငှက်တွေလိုပြန်တိုင်းနိုင်အောင်ကြိုးစားမယ်ဆိုပြီးကြက်တွေကိုပြောလိုက်တော့ကြက်ကလေးတွေအားလုံးကဝိုင်းပြီးလောင်ရည်ကြတဲ့နောက်ပြီးငါတို့ကြက်တွေဆိုတာမြေပြင်မှာပဲစိုင်ကြတာကွကိုနဲ့မဆိုင်တဲ့အရာတွေကိုမမမောနေစမ်းပါနဲ့ကွာမင်းကကြက်ပဲကြက်လူနေစမ်းပါကွာလို့ဆိုပြီးကြက်ကလေးတွေကလင်းယုံငယ်လေးကိုပြောလိုက်တဲ့အဲ့ဒီလိုနဲ့လင်းယုံငယ်လေးဟာအော်ငါကကြက်ကလေးပါကွာငါကလင်းယုံတကောင်မှမဟုတ်ပဲလင်းယုံတွေလိုဘယ်လိုပြန်တန်းနိုင်မှာလဲငါမှမယူမိုက်သင့်ပါဘူးဆိုပြီးတော့ကိုဖြေသိမ့်လိုက်တဲ့နောက်နေ့တွေမှာလေလင်းယုံငှက်ကလေးဟာအခြားလင်းယုံငှက်တွေပြန်တန်းတာကိုကြည့်မိတိုင်းအားကြမိမှာမင်းကကြက်တကောင်ပဲလင်းယုံတွေလိုပြန်တန်းမှုစိတ်ကူးမရင်စမ်းပါနဲ့ကွာကြက်ကကြက်လိုနေရမှာပေါ့ဆိုတဲ့ပေါင်းပေါ်ကြက်ကလေးတွေရဲ့ပြောစကားကိုအမြဲကြားရောက်နေမိပြီးလင်းယုံလိုပြန်တန်းခြင်းနဲ့သူ့ရဲ့အိမ်မက်တွေကိုမေးလျော့လိုက်ပါတော့တဲ့ဒီလိုနဲ့တနေ့အိမ်မက်တွေအကောင်တဲမဖော်ပဲနေလာလိုက်တာနောက်ဆုံးမှာတော့လင်းယုံကလေးကသူ့ရဲ့အိမ်မက်တွေမပြေဝပဲကြက်ကလေးတစ်ကောင်ဖြစ်ဘဝညီကုန်းချုပ်သွားပါတဲ့တကယ်လို့လင်းယုံလေးသာသူ့ရဲ့အိမ်မက်တွေအပေါ်ယူသွတ်ခဲ့မယ်ဆိုရင်အိမ်မက်တွေကိုမမေ့လျော့ပဲအမြဲအကောင်တဲပေါ်ဖို့ကြိုးစားနေမယ်ဆိုရင်တနေ့မှာသူပြန်တန်းကျင်တဲ့အမြင့်ကိုအလှပဆုံးနဲ့လွတ်လပ်ဆုံးပြန်တန်းခွင့်ရှိမှာဖြစ်ပါတယ်။နောက်ပြီးသူဟာလင်းယုံတကောင်ဖြစ်ငွေဖွာလာခဲ့တဲ့ဆိုတာသိရှိသွားမှာဖြစ်ပါတယ်။ဒါပေမဲ့သူ့ကိုလောင်ပြောင်ခဲ့ကြတဲ့ကြက်ကလေးတွေကိုလေသူဟာအစွမ်းစားရှိတဲ့လင်းယုံတကောင်ဖြစ်ကြောင်းပြသနိုင်မှာဖြစ်ပြီးကြက်ကလေးတွေရဲ့အားကြမှုတွေချီးကျူးမှုတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့လင်းယုံလေးဟာအိမ်မက်တွေကိုမေ့လျော့လိုက်တာမို့သူပြစ်ချင်တဲ့အရာတွေလည်းမဖြစ်ခဲ့သလိုကြက်ကလေးတွေအားလုံးဟာလည်းလင်းယုံကိုကြက်တစ်ကောင်အဖြစ်အမြဲသတ်မှတ်သွားခဲ့ရပါတယ်။အခုစာဖတ်နေသူအနေနဲ့ကိုယ့်ရဲ့အိမ်မက်တွေကိုလစ်လူရှုထားခဲ့တာကြာခဲ့ပြီဆိုရင်အခုပဲရအောင်အကောင်တယ်ဖို့
တိုက်တွန်းခြင်းပါတယ်ဒါပေမဲ့တချို့အိမ်မက်တွေကအချိန်ကန့်အသတ်နဲ့သာအကောင့်တွေပေါ်ရတာမျိုးမှုအကောင့်တွေပေါ်ဖို့မဖြစ်နိုင်တော့တဲ့အိမ်မက်တွေအစားလက်ရှိအကောင့်တွေပေါ်လို့ရနေသေးတဲ့အိမ်မက်တွေကိုရအောင်အောင်မြင်အောင်ဖြစ်မြောက်အောင်အကောင့်တွေပေါ်ပါလို့ပြောခြင်းပါတယ်ကိုလင်းယုံလေးလူအဖြစ်မခံပါနဲ့အိမ်မက်တွေကိုလည်းလက်လွတ်အဆုံးရှုံးပါသည်နဲ့အိမ်မက်တွေကိုလုံးဝမမေ့လိုက်ပါနဲ့အိမ်မက်တွေတစ်ခုပြီးတစ်ခုအောင်မြင်စွာအကောင့်တွေပေါ်နိုင်ရင်အမြင့်ဆုံးမှာအလှပဆုံးဖြစ်နေနိုင်မှာပါမေးမြန်းနေမေးခွန်းတွေကိုစိတ်နဲ့ဖတ်ပြီးစိတ်နဲ့သာဖြေပေးပါနော်ငယ်ငယ်ကအဖြစ်ချင်းဆုံးရည်မှန်းချက်တစ်ခုဆိုရင်ဘာဖြစ်မလဲရည်မှန်းချက်ကရောအောင်မြင်ခဲ့ရဲ့လားတင်းရဲ့အိမ်မက်တွေထဲမှာဈေးအကြီးဆုံးလို့ထင်တဲ့အိမ်မက်ကဘာဖြစ်မလဲသင်ကောင်းတဲ့ပေါ်ပြီးသွားကြတဲ့တင်းရဲ့အိမ်မက်တစ်ခုဆိုရင်ရောဘာဖြစ်မလဲအနာဂတ်အတွက်အိမ်မက်ဆိုရင်လဲဘာဖြစ်မလဲအိမ်မက်ကိုဖြစ်မြောက်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ရှိပါသလားတစ်ချက်လောက်စိတ်ထဲကနေဖြီးပြီးသွားကြပါနားထောင်နဲ့စာဖတ်ပြီးတဲ့ကြီးခမညာ